န်နာရေးဈေးကွက်တွေဆိုတာရှုပ်ထွေးပြီးခံမှန်းရခက်တယ်လို့ထင်နေလားဟုတ်ပါတယ်ဒီနေ့မှာတော့လေ Benjamin Graham ရဲ့ဂန်ဒဝင်စာအုပ်ကြီးထက်တဲ့ The Intelligent Investor ထဲကချိန်တိုင်းတန်ဖိုးရှိတဲ့အသိပညာတွေကိုဆွဲထုတ်ပြီးတော့ဒီလိုရှုပ်ထွေးမှုတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာအတူတူကြည့်ကြရအောင်ခဲဒီစကားကိုကြည့်လိုက်ဒါကိုဘယ်သူပြောလဲဆိုတော့Sir Isaac Newton ကိုယ်တိုင်ပဲစဉ်းစားကြည့်လေကမ္ဘာသမိုင်းမှာအထက်မြတ်ဆုံးလူတယောက်တောင်ဆေးခွက်ရဲ့ယူသွမှုရှေ့မှာဒူးထောက်ခဲ့ရတယ်ဆိုတာမျိုးပေါ့ဒါကဘာကိုပြနေလဲဆိုတော့ယင်းနှမြုံနှံမှုဆိုတာ IQ ကောင်းယုံနဲ့မပြီးဘူးအဲ့ဒီထက်ပိုအရေးကြီးတဲ့အရာတွေရှိနေလဲဆိုတာပါပဲ$3 တန်းအတိအကျပြောရရင်အခုခေတ်တန်ဖိုးနဲ့$3 တန်းလောက်ပေါ့ဒါကဘာကိန်းကနန်းလဲဆိုတော့ Sir Isaac Newton ဟုတ်ပါတယ်အဲ့ဒီ Newton ပဲ South Sea Bubble ဆိုတဲ့ဈေးကွက်ယူသွမှုကြီးထဲမှာပါသွားပြီးဆုံးရှုံးခဲ့တဲ့ပမာဏပါဒီတော့တွေ့လားညံဘလို့ပဲကောင်းကောင်းစစ်ခံစားချက်ကိုမထိန်နိုင်ရင်စီကံမရှိရင်ဘာမှအကာအကွယ်မရှိဘူးဆိုတာဒါကတက်တည်ပါပဲကဲ Newton လို့လူတောင်ဒီလူဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်လို့တာမန်လူတို့ဘယ်လိုလုပ်မလဲမျောလင်းချက်တော့ရှိသေးရဲ့လားရှိပါတယ်ကံကောင်းတာကဒီလိုပန်တာရေးမုံတိုင်းတွေကိုကြော်ဖြတ်နိုင်ဖို့အတွက်လမ်းမြမြေပုံတစ်ခုရှိနေပါတယ်အဲ့ဒီလမ်းညွှန်ကတော့ဒါပါပဲ Benjamin Graham ရဲ့ The Intelligent Investor စာအုပ်ပါဒီစာအုပ်က1949ခုနှစ်မှာပထမဆုံးထွက်ခဲ့တာနော်အတော်လေးကြာပြီဒါမဲ့အန်အော်ဆရာကောင်တာကသူတဲကအခြေခံမူတွေကလည်းအခုလိုမတည်ငြိမ်တဲ့ဈေးကွက်တွေအတွက်အရင်ကထပ်တောင်ပို့ပြီးအသုံးဝင်နေတော့မှာပဲဒီစာအုပ်ဘလောက်တောင်အရေးပါတယ်ဆိုတာကိုတန်တရားရှိနေသေးရင်လေသူ့ရဲ့ကြော်ကြဆုံးတက်ပြည့်ပြောတဲ့စကားကိုနားထောင်ကြည့်လိုက်ပါဟုတ်ပါတယ် Warren Buffett ပေါ့သူကဘာပြောခဲ့လဲဆိုတော့ယင်းနှမြုံနှမှုအကြောင်းရေးခဲ့တဲ့များစာအုပ်တွေထဲမှာဒါကအကောင်းဆုံးပဲတဲ့ Buffett လိုလူကတော့ဒီလောက်ထိအမွှင်းတင်ထားမှာလို့ကျွန်တော်တို့ထေချာအာယုံစိုက်ဖို့လိုပြီပေါ့နော်ကဲဒါဆိုဒီ Benjamin Graham ဆိုတာကဘာတူလဲသူကအောင်မြင်တဲ့ယင်းနှမြုံနှံသူတယောက်ဆိုတာထက်အများကြီးပိုပါတယ်သူကယင်းနှမြုံနှံမှုဆိုတာကိုကန်ဆန်းပဲထိုးသလိုခံမှန်းချက်လုပ်ရတဲ့အလုပ်ခနဲ့စနစ်တကျလေးလာရတဲ့ပညာရပ်တစ်ခုအဖြစ်ပြောင်းလဲပေးခဲ့တဲ့သူပါဒါကြောင့်လဲသူ့ကိုခေတ်သစ် value investing ရဲ့ဖခင်ကြီးလို့တင်စားကြတာပေါ့သူတွေခေါ်တဲ့ကမျိုးဆက်ပေါင်းများစွာကိုလမ်းပြပေးခဲ့တာပါ Graham ရဲ့အတွေးခေါ်တွေထဲကအထူးအကြားဆုံးအချက်ကိုပြောရရင်ဒါကရိုးရှင်းပေမဲ့အရန်ကိုလေးနဲ့တက်မြေခွန်းတစ်ခုကနေစလာပါအဲ့ဒါကတော့ကိုဟာယင်းနှမြုံနှံသူလားဒါမှမဟုတ်ကင်ပင်သူလားဆိုတာပါပဲဒီနှစ်ခုရဲ့ခြားနာချက်ကိုနားလဲသွားပြီဆိုရင်အရာအဆိုပြောင်းလဲသွားပါလိမ့်မယ် Graham ကယင်းနှမြုံနှံမှုဆိုတာကိုရှင်းရှင်းလင်းလင်းကိုအတိတ်ပဲဖွင့်ဆိုထားတယ်သူကဘလို့ပြောလဲဆိုတော့တေချာလေးလာဆန်းစစ်ပြီးတဲ့အခါမှာကိုယ့်ရဲ့မူလငွေရင်းကိုဘေးကင်းဖို့အာမခံနိုင်ရမယ်ပြီးတော့လုံလောက်တဲ့အကျိုးမြတ်တစ်ခုလည်းရနိုင်ရမယ်တဲ့အဲ့လိုလုပ်ရမျိုးကမှယင်းနှမြုံနှံမှုလို့ခေါ်တာပြောရရင်ရှင်းရှင်းလေးပဲအချက်၃ချက်ပေါ့၁သုတရေဒနာလုပ်ရမယ်၂ကိုယ်ပိုက်ဆံမဆုံးရှုံးအောင်ကာကွယ်ရမယ်၃ကျိုးချောင်းစီလို့တဲ့မြတ်ကိုမျှော်လင့်ရမယ်ဒီအချက်တွေနဲ့မကိုက်ညီဘူးဆိုရင်တော့အဲ့ဒါဟာကဲမြင်တာပဲအထူးကကွာရှားချက်က mindset ပါပဲစိတ်နေစိတ်ထားပေါ့ယင်းနှမြုံနှံသူတွေကလုပ်ငန်းပိုင်ရှင်တယောက်လို့တွေးတယ်သူကဒီလုပ်ငန်းရဲ့တကယ်တန်ဖိုးကဘယ်လောက်ရှိလဲဆိုတာကိုမြည်တယ်ဈေးကွက်ပေါက်ဈေးကိုသူတို့ရဲ့တန်ဖိုးတတ်မှတ်ချက်နဲ့တိုင်းတာတယ်ကင်းမြင့်သူကတော့ပြောင်းပြန်သူတို့ကဒီဈေးတက်အောင်မငါဆိုလာပဲစိတ်ဝင်စားတယ်သူတို့ရဲ့တန်ဖိုးဆိုလာဈေးခွက်ပေါက်ဈေးပေါ်မှာပဲမူတည်နေတာဈေးခွက်ရဲ့လှုပ်ရှားမှုတော့ကိုပဲတကောက်ကောက်လိုက်နေတာပေါ့ Graham ကတတိပေးခဲ့တာတခုရှိတယ်အဲ့ဒါက Wall Street ကဒီချနာချက်ကိုတမင်တကာကိုဝါလို့လုံနေတယ်ဆိုတာပဲလူတိုင်းကိုယင်းနှမြုံနှံသူဆိုတဲ့ခေါင်းစဉ်တက်ပေးလိုက်တော့လူတွေကကဲမြင်ချင်းဈေးကစားခြင်းရဲ့အန်ဒီကိုတီးတီးလေးလို့ထင်သွားရောအဲ့ဒီအခါမှာပေါ်ပေါ်ဆဆဆုံးဖြတ်ချက်တွေချဖို့တွန်းအားပေးတယ်လို့ဖြစ်သွားတာပေါ့ Okay ဒါဆိုကင်ပြန်သူတယောက်လို့မဟုတ်ပြယင်းနှမြုံနှံသူကြောက်လို့ဘယ်လိုတွေးပြီးဘယ်လိုလှုပ်ဆောင်ရမလဲ Graham ကကျွန်တော်တို့ကိုလက်တွေ့ကြတဲ့အခြေခံမူတွေပါဝင်တဲ့ toolkit တစ်ခုစုံဖြန့်ချက်ချဖို့ကိရိယာအစုံတစ်ခုပြီးထားခဲ့ပါတယ်ကဲ Graham ရဲ့အဓိကမူလေးချက်ကိုကြည့်ကြအောင်ပထမတစ်ချက်က stock ဆိုတာမျက်စိရှေ့မှာပြီးနေတဲ့ကိန်းဂဏန်းလေးတစ်ခုမဟုတ်ဘူးဒါဟာတကယ်စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ပိုင်းဆိုင်မှုအပိုင်းဆိုင်မှုတစ်ခုပဲဆိုတာကိုအမြဲတမ်းရပါဒုတိယစီးကွက်ဆိုတာပင်တူလန်တစ်ခုလိုပဲအကြောင်းမဲ့အကောင်းမဲ့လို့နဲ့ပါနဲ့အကြောင်းမဲ့အဆိုးမဲ့လို့နဲ့ပါကိုအမြဲတမ်းရိမ့်ထိုးနေတာတဲ့တတိယချက်ကအရန်ရေးကြီးရဲ့ဘလို့မှဈေးကြီးမပေးပါနဲ့သူသုံးတဲ့စကားက margin of safety ပေါ့ဆိုတာကတကယ်တန်ဖိုးထက်အများကြီးထပ်တာတဲ့ဈေးနဲ့ဝယ်ခြင်းအပြင်ကိုအမားတွေနဲ့ကာကွယ်ထားတာပါနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကိုထိန်းချုပ်နိုင်ဖို့ပါပဲဗန်ဒါရီအောင်မြင်မှုရဲ့လိုအပ်ချက်ကကိုကတွင်းထဲမှာပဲရှိတယ်စီကန်းရှိဖို့နဲ့တတိရှိဖို့ပဲလိုတယ်အခုပြောခဲ့တဲ့မူတွေအလုံးထဲမှာ Graham ကအရေးအကြီးဆုံးလို့သတ်မှတ်တဲ့သင်ခန်းစာတစ်ခုကိုနောက်ဆုံးတက်ချန်ထားခဲ့တယ်ဒီသင်ခန်းစာကလေဈေးကွက်ခွဲချမ်းစိတ်ဖြာတာတော့ကနန်းတွေတွက်တာတော့နဲ့ဘာမှမဆိုင်ဘူးရာအလုံးက
ကိုအတွင်စိတ်နဲ့ပဲတတ်ဆိုင်ပါတယ် ရင်းနှီးမြှုပ်နှံသူတယောက်ရဲ့အထူးပြဿနာအကြီးမားဆုံးအခက်အခဲရ ပြီးတော့သူအစိုးဆုံးရန်သူဝန်နဲ့သူကိုယ်တိုင်ပဲဖြစ်နိုင်တယ်တဲ့ဒါက Graham ရဲ့အဆုံးဆုံးထိုးတွင်းအမြင်ပါပဲအကြီးမားဆုံးတိုက်ပွဲကဈေးကွက်နဲ့တိုက်ရတာမဟုတ်ဘူးတဲ့ကြောက်စိတ်လောဘစိတ်မရှိမှုဒီလိုကိုယ့်ရဲ့အတွင်းစိတ်ထဲကစိတ်ခံစားချက်တွေနဲ့တိုက်နေရတာပါ ဒါကြောင့်နောက်ဆုံးမှာတော့စဉ်းစားစရာမိကွန်းတစ်ခုကြံခဲ့တယ်။အောင်မြင်တဲ့ယင်းနှီးမြုံနှံမှုဆိုတာညံနေညံတွဲထက်စိတ်တက်ခိုင်မာမှုစာရိတ္တနဲ့ပိုဆိုင်တယ်ဆိုရင်ဈေးကွက်ကိုထိန်းချုပ်ဖို့မကြိုးစားခင်မှာကိုယ့်အရင်ထိန်းချုပ်ဖို့အစဉ်တင့်ထစ်ပြီတာ။တကယ်တိုက်ပွဲအစစ်အမှန်ကအဲ့ဒီကနေစတင်တာပါ။